ဘာစီလိုနာဖန်ဂျီကိုအားလုံးပဲမင်္ဂလာပါ2026ရက်နှစ်အစကိုတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကတော့နိုင်ပွဲနဲ့စတင်နိုင်ခဲ့တယ်လို့ဆိုရပါမယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့အသင်းအနေနဲ့အစပါညိုရဲ့အိမ်ကွင်းမှာတွားရောက်ကစားခဲ့ရပြီးတော့ပရိသတ်တွေရဲ့ဖိအားအစပါညိုကစားသမားတွေရဲ့ aggressive ဆက်ဆံကစားမှုတွေကနေဒဏ်ရာမရခဲ့တာပဲဒီနေ့ပွဲစဉ်ကကျင်းနေရမလို့ဆိုရမယ်ဒီနေ့နိုင်ပွဲကအနိုင်3မှတ်တွေမကဘူးလာလီဂါဇီယာကိုဆက်လက်ဦးဆောင်နိုင်ရုံတွေမကဘဲနဲ့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကိုအများကြီးတိုးတက်စေတဲ့နိုင်ပွဲလို့ပြောရမယ်ပထမပိုင်းမှာတော့ကျွန်တော်တို့အသင်းအနေနဲ့ဘောလုံးကြီးကင်နာယုံအားလွှဲရင်ထိရောက်တဲ့ထိုးဖောက်မှုမျိုးကိုမလုပ်နိုင်ခဲ့ဘူးအစပါညိုအသင်းအနေနဲ့ကတံပြန်ကောင်တာတွေကနေဘာစီလိုနာအသင်းရဲ့ခံစစ်စုံတွေကိုဘောလုံးတွေခဏခဏရောက်တယ်ဘာစီလိုနာအသင်းရဲ့ခံစစ်ကစားသမားတွေဂျရက်မာတင်တို့ပေါကိုပါစီတို့နေရာယူတာထပ်နေတာတွေလဲလဲအပြုတ်ပြုတ်ဖြစ်နေတာတွေကိုခဏခဏမြင်ခဲ့ရတယ်ဒါဒီနေ့ပွဲစဉ်ရဲ့တကယ်အရေးပါတဲ့အခိုက်အတန့်ကတော့အစပါညိုအသင်းရဲ့ခေါင်းတိုက်ချက်ကိုဝမ်ဂါစီယာဆေ့သွားနိုင်တာပဲဒီလုံးကကျွန်တော်စိတ်တင်ဂိုးထွားပြီးတော့ထင်ခဲ့တာဒါပေမဲ့ဘောလုံးရဲ့အရှိန်ရောဂိုးတိုင်ရဲ့ထောက်ကိုဝင်လာတဲ့အနေအထားမှာကျွန်တော်တို့အသင်းရဲ့ကိုရိုမာဟူဝမ်ဂါစီယာကအံ့ဩလောက်အောင်ပဲဆေ့သွားနိုင်တယ်ဒီဆေ့ကတော့လေးအရေးကြီးတယ်ဒီလုံးတော့မဆေးနိုင်ဘူးကိုစောစောစီးပေးလိုက်ရမယ်ဆိုရင် pressure တွေနဲ့တောက်လျှောက်ကန်ရတော့မှာဆိုတော့အသင်းဟောင်းနဲ့ပြန်တွေ့တဲ့ပွဲမှာတော့ဝမ်ဂါစီယာကတကယ်မှော်ဝင်တဲ့လက်စွမ်းကိုပြသနေခဲ့ပြီးတော့ဒီနေ့ပွဲစဉ်မှာလည်းသူ man of the match ကိုရခဲ့တယ်ဆိုတော့ပထမပိုင်းမှာတော့ယမာရဲ့ထိုးဖောက်မှုတွေကိုပဲမြင်တွေ့ခဲ့ရပြီးတော့တိုက်စစ်ကဖာရန်တိုရာကလည်းနေရာလို့လည်းမရှာနိုင်ဘူးနေရာယူတဲ့အနေအထားတွေရတဲ့လွှဲနေတဲ့အနေအထားမှာကိုရဖို့ကအရန်ကိုရုန်းကန်ခဲ့ရတယ်အစပါညိုအသင်းကတော့ကိုရနိုင်တဲ့အနေအထားတွေခဏခဏဖန်တီးခဲ့ပြီးတော့ဒီပွဲကပထမပိုင်းမှာအစပါညိုအသင်းကကျွန်တော်တို့ဘာစီလိုနာအသင်းထက်ကိုအများကြီးပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်ဒီနေ့မှာအတွင်းဝင်ကစားတဲ့ Rafinha ရောဘေဂျန်မှာထွက်ကစားတဲ့ Marcus Rashford တို့ကအနေငယ်ခြေသွမ်းပုံမှန်ခြေသွမ်းအောက်ကိုရောက်နေတယ်လို့ပြောရမယ်သူတို့အနေနဲ့ပထမပိုင်းမှာအစပါညိုရဲ့ခံစစ်ကိုဘယ်လိုမှကြော်ဖြတ်နိုင်ခြင်းမရှိဘူး Marcus Rashford ကလည်းအလဟန်နိုဘယ်ဒီနဲ့နားလည်မှုတွေလွဲပြီးတော့ဘောလုံးအလွဲလွဲအချော့ချော့တွေဖြစ်နေတာကိုခဏခဏမြင်ရတယ်ဒါယမားဘက်ကနေပဲဘောလုံးစီးဆင်းတာတွေကိုမြင်ခဲ့ရပြီးတော့ပထမပိုင်းမှာတော့တိုက်စစ်ကဘယ်လိုမှအလုံးမဖြစ်ခဲ့ဘူးဒီကပိုင်းမှာတော့နီပြဟန်စီဖီလီအနေနဲ့ဘယ်ဂျန်မှအလုံးမဖြစ်တဲ့ Marcus Rashford ကိုလူစားလဲခဲ့ပြီးတော့ဒုတိယပိုင်းကိုပြန်စတင်ခဲ့တယ်ဒါမိနစ်60လောက်မှာတော့အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ပတ်ဒရီတို့ဒန်နီအိုမိုတို့လီဝန်ဒေါစကီတို့အားလုံးလူစားလဲအနေနဲ့ဝင်ရောက်ခဲ့တယ်ဒီလူစားလဲမှုတွေကပဲအသင်းရဲ့ကစားပုံကိုအများကြီးပြောင်းလဲနိုင်ခဲ့တယ်ဒါဒုတိယပိုင်းအစမှာလည်းစပါညိုအသင်းအနေနဲ့ကတောက်လျှောက်တိုက်စစ်ပြန်ဆင်ခဲ့ပြီးတော့ဒါဘာစီလိုနာခံစစ်ကစားသမားတွေဘယ်လိုမှတားဆီးလို့မရတဲ့အနေအထားမှာဝမ်ဂါစီယာကအစပါညိုအသင်းရဲ့တိုက်စစ်ကစားသမားနဲ့1-1တွေ့တဲ့အနေအထားမှာလည်းထပ်ဆိတ်နိုင်ခဲ့တယ်ဝမ်ဂါစီယာလိုကိုရမာမျိုးကတော့ကျွန်တော်တို့အသင်းအနေနဲ့ရတာကတကယ်ရွှေပဲဒီကိုရမာရဲ့စိတ်တွေကြောင့်ပဲဒီနေ့ကျွန်တော်တို့ဥဆောင်ကိုစောစောစီမပေးခဲ့ရသလိုပြိုင်ဘက်ရဲ့ဂိုးအသာစီးနဲ့ဖိအားပေးမှုကိုလည်းမခံခဲ့ရဘူးအင်းရဲ့ဥဆောင်ကိုတော့ဒါအမြဲတမ်းအသင်းမှာကြိုးစားနဲ့ကစားလေးရှိတဲ့ဖာမင်လိုပတ်ရဲ့လမ်းကြောင်းခင်းပေးမှုကနေပဲဒန်နီအိုမိုကလှပပပဲဝေးရနေကန်သွင်းနိုင်ခဲ့တယ်ဒါဒန်နီအိုမိုရဲ့ဂိုးလက်ကတော့အားလုံးသိကြတဲ့အတိုင်းပဲအမြဲတမ်းဂိုးလက်ရှိတဲ့ဒီကစားသမားပဲသူဒန်ယာအနေပြန်တက်လာတာကကျွန်တော်တို့ဘာစီလိုနာအသင်းအတွက်အများကြီးအကျိုးပြုပြီးတော့ဒီနေ့ပွဲစဉ်မှာလည်းသူ့ရဲ့ကန်ချက်ကအတော်လေးကိုကောင်းမွန်တယ်ရိုမာရဲ့အဝေးတိုင်ထောက်ကိုလှပပပဲကန်သွင်းသွားနိုင်ပြီးတော့ဘာစီလိုနာအတွက်လိုအပ်နေတဲ့ဥဆောင်ကိုဒန်နီအိုမိုကပဲရယူပေးနိုင်ခဲ့တယ်ဒါအစပါညိုအနေနဲ့တောက်လျှောက်တက်လာပြီးမှတကူပေးလိုက်ရတဲ့အနေအထားမှာတော့သူတို့အနေနဲ့ယုံကြည်မှုတွေကိုပျက်စီးသွားခဲ့ပြီးတော့ဘာစီလိုနာရဲ့ဥဆောင်မှုတွေကိုပဲဆက်လက်ပြီးတော့ခံခဲ့လိုက်ရတယ်ဒါပွဲပြီးကနေမှလည်းဖာမင်လိုပတ်ရဲ့ဖျက်ချိုးပေးတဲ့အနေအထားကနေပဲလီဝန်ဒေါစကီကနေရာယူမမှန်နဲ့ပြေးဝင်းပုံမမှန်နဲ့ပဲသူနောက်ထပ်ဥဆောင်ကိုထပ်ပြီးတော့ရယူပြီးနိုင်ခဲ့တယ်ဒါလီဝန်ဒေါစကီကအသက်ကြီးပြီးကြားရတယ်ဆိုပေမဲ့ဒီလိုနေရာတွေဆိုရင်အဆုံးသက်ကဖာရန်တိုရာထက်ကိုပို့ပြီးတော့သိကြတယ်ဒါလီဝန်ဒေါစကီဒီယာဒီမှာအသက်အရွယ်ရကျသွားတာလည်းကျွန်တော်တို့အသင်းအတွက်နစ်နာစရာတစ်ခုဖြစ်ပြီးတော့သူတပွဲလုံးအနေထားနဲ့ဆော့မယ်ဆိုရင်တော့သူခြေစွမ်းပြဖို့ရုန်းကန်ရတယ်ဆိုပေမဲ့ဒီလိုတပိုင်းလောက်ဝင်လာပြီးတော့အရေးကြီးတဲ့ဂိုးတွေကိုအဆုံးသတ်တဲ့နေရာမှာတော့လီဝန်ဒေါစကီကအတော်လေးကိုစိတ်ချရတယ်လို့ပြောရမယ်ဒါတပွဲလုံးအနေထားကိုကြည့်မယ်ဆိုရင်တော့ကစားပုံကအားရကြည်နိုင်မှုမရှိဘူးဆိုပေမဲ့အစပါညိုအသင်းရဲ့အိမ်ဝင်းမှာခက်ခဲနဲ့ကစားခဲ့ပြီးတော့အဖိုးသက်အနိုင်3မှတ်ကိုရယူနိုင်ခဲ့တာပဲကြည်နဲ့ရပါမယ်ဒီနိုင်ပွဲကြောင့်ပဲကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ဇယားထိပ်မှာဆက်လက်ဦးဆောင်နိုင်ပြီးတော့နီးကပ်ဆုံးပြိုင်ပွဲဖြစ်တဲ့ရီယယ်မက်ဒရစ်အသင်းကိုတော့
အမှတ်တနဲ့ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်2026ရဲ့အဖွင့်မှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းအနေနဲ့ကျွန်တော်တို့ဘာစီလိုနာပရိသတ်တွေအတွက်ဖိုးသက်အနိုင်3မှတ်ကိုနေ့တည်လက်ဆောင်အနေနဲ့ရယူပေးနိုင်သွားပြီလို့ဆိုရပါမယ်အားလုံးကျေးဇူးတင်ပါတယ်